မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်11ပဲဖြစ်ပါတယ်ကျွန်တော်တို့17ရက်6လ2026ကြာသပတေးညကနေပြီးကြိုဆိုလိုက်ပါတယ်ဒီညမှာကျွန်တော်တို့၄နှစ်တိုင်စောင့်စားခဲ့ရတဲ့ကဘာဖလားဒီညစပြီးတော့ကျင်းပမှာပဲဖြစ်ပါတယ်ခင်ဗျာဒီညကဒါဖွင့်ပွဲပဲဖြစ်ပါတယ်အဲ့တော့ဖွင့်ပွဲပဲဖြစ်ပါဆိုရင်ဒီထက်မှာဒီညမှာစပြီးကစားမယ့်အသင်းကအင်ရှင်အသင်းတွေကတသင်းဖြစ်တဲ့မက္ကဆီကိုနဲ့တောင်အာဖရိကကစားမယ်ညတနာရီခွဲမှာပြီးနောက်နေ့မနက်၈နာရီခွဲမှာကိုရီးယားနဲ့ချက်နဲ့ကစားမယ်အဲ့တော့ဒီညမှာအဖွင့်ညဖြစ်တဲ့အတွက်ကျွန်တော်မမနှစ်ပွဲလုံးတွေကကျွန်တော်ကြိုက်တဲ့နှစ်ပွဲကိုကျွန်တော်မမဒီညမှာကျွန်တော်3ခွက်ထွက်တယ်ဒီနှစ်ပွဲမှာအဲ့တော့ကျွန်တော်နှစ်ပွဲ3ခွက်မှာကျွန်တော်2ခွက်ချပေးခဲ့မယ်2ခွက်ချပေးခဲ့မယ်ဒါမှန်ရင်နဲ့မနိုင်နဲ့မှားကောင်းလဲမှားကနေဒါပေမဲ့ဒါဒီ free ကြီးတဲ့ viewer တွေ audience တွေကကျွန်တော်ဒါစီလနာရှိတာဖြစ်တဲ့အတွက်ကြောင့်ဒါမမညီကိုတွေရဲ့အညွန်ညွန်ခံပြီးတော့ကျွန်တော်ဒါ2ခွက် free ချပေးတာဖြစ်ပါတယ်နောက်ညမှာတော့ဒါတပွဲလောက်ပဲပေးနိုင်တော့မှာပေါ့နော်ဒါကျွန်တော်တပွဲမှာကျွန်တော်မမညီကိုနေလဲဒါမဟုတ်ရင်ကျွန်တော်စကားတွေပြောရလိမ့်မယ်ဘာလို့လဲပွဲနေတဲ့ရီလူပြန်ပွဲဖြစ်တာကြောင့်ဖြစ်ပါတယ်အဲ့တော့ဒီညမှာအဖွင့်ညမှာမက္ကဆီကိုနဲ့တောင်အာဖရိကနဲ့ကစားပါလိမ့်မယ်ညနေခွဲမှာရှင်းလေးမက္ကဆီကိုပဲယူရမှာအဲ့တော့ကျွန်တော်ပြောလိမ့်မယ်ဟာမင်းကလေးဆန်လိုက်တာကွာဒီပွဲမက္ကဆီကိုနိုင်မှာလူတိုင်းသိတယ်တကဘာလုံးမက္ကဆီကိုထိုးမှာပဲဘယ်တက်နိုင်မလဲကျွန်တော်တို့လေဘာဖြစ်လို့လဲနိုင်ကိုနိုင်တဲ့နဲ့နိုင်ကိုနိုင်မဲ့အကြောင်းရင်းတွေရှိနေတယ်မက္ကဆီကိုကတောင်အာဖရိကနံပါတ်1မက္ကဆီကိုကအင်ရှင်ဗျကိုယ့်မြေမှာကမ်းမယ်တမိုင်းဝင်ကွင်းဆိုသူတို့သတ်မှတ်ထားတဲ့ကွင်းမှာကစားရမယ်မက္ကဆီကိုကဟုတ်ပြီနော်အဲ့ဒါပြင်ကိုအပူချိန်တွေရာသီဥတုတွေကလည်းမက္ကဆီကိုကအကုန်အသားကျပြီးသားကိုယ့်မြေမှာကစားရမယ်အင်ရှင်ပြည်သက်ရှိမှာလွန်ခဲ့တဲ့16နှစ်2010က1-1ကျခဲ့တယ်ဆိုတာဒီမက္ကဆီကိုဒီဒါတော့လေဟိုဘယ်လိုပြောရမလဲမက္ကဆီကိုဒီအဲ့တော့လည်းကောင်းတယ်လို့ပြောလို့ရပါမယ်တစ်ဖက်မှာတောင်အာဖရိကအင်ရှင်ဆိုတဲ့အားရှိသေးတယ်အင်ရှင်ဆိုတဲ့အားနဲ့တရေရအောင်ကစားပါတာနောက်တစ်ချက်ကဘာဖလားဖွင့်ပွဲမှာအင်ရှင်တွေရှုံးတာမရှိဘူးဗျအလွန်ဆုံးတရေပဲအဲ့မင်းအဲ့ဒါဆိုရင်ဘာဖြစ်လို့ပြီးခဲ့တဲ့ကဘာဖလားမှာကာတာကအီကွေဒေါကိုလာရှုံးသွားတလဲလို့မေးလာခဲ့ရင်ကာတာအရန်နှိမ့်လုံးကကြီးနေလို့ပဲကဘာဖလားအင်ရှင်တွေထဲမှာကျွန်တော်ပြောချင်တာသဘောပေါက်မိတယ်မှာလေဥမာတောင်အာဖရိကအင်ရှင်လောက်ခဲ့တော့မှာပဲသူတို့တွေကဗျာအင်ရှင်ဖြစ်ပြီဆိုတဲ့အထိုက်အလျောက်မှာသူတို့နိုင်လောက်တဲ့အသင်းတွေပဲကစားတာသိလားမဲခွဲတယ်ပါလာပြောလို့မရဘာဖြစ်လို့လဲကဲမက္ကဆီကိုဗျာဒီအုပ်စုထဲမှာကြာချင်းကြာတောင်ကိုရီးယားတို့ချက်တို့နဲ့ကြာလို့ရတယ်ဘာလို့အနှိမ့်ဆုံးတောင်အာဖရိကနဲ့မှကြာရလဲလာပြောလို့မရကာတာလဲဟော်လန်နေပါနေကြာလို့ရရတာနဲ့အဲတော့ဘာဖြစ်လို့အီကွေဒေါနဲ့ရွေးကြလဲအီကွေဒေါသူတို့ရှင်ကစားလို့ရလောက်မယ်လို့ထင်လို့ဒါပေမဲ့တကယ်မှာကာတာပြီးအရန်ကွာနေတယ်ဒီဘက်ဥရောပဘောလုံး level ရဲ့ဒီတောင်အမေရိကဘောလုံး level ရဲ့ဒီဘက်အာရှ level မှာတော့မပဲကာတာအရန်နှိမ့်နေတာဖြစ်တဲ့အတွက်ကြောင့်ကာတာဒီဒါဟိုအစင်အလာကိုဖြတ်ပြီးတော့ရှုံးသွားခဲ့ရတာအဲ့ဒီပွဲမှာတော့မက္ကဆီကိုမရှုံးဘူးလို့ကျွန်တော်ခံစားရတယ်ဘာဖြစ်လို့လဲအနည်းဆုံးတကိုးတော့နိုင်လိမ့်မယ်ကျွန်တော်တို့ပြား30ရင်းပြီးကြည့်ရလိမ့်မယ် BDTS ဈေးကွက်မှာအရန် yes ကိုအရန် odd များနေတယ်ဆိုတာဒီတောင်အာဖရိကကိုဂိုးမပေးထားလည်းဖြစ်နေတယ်ဒါပေမဲ့တောင်အာဖရိကဘက်ကိုကျွန်တော်ထည့်မစင်းစားနေတော့မက္ကဆီကိုဘက်ကိုပဲကျွန်တော်ကစားလိုက်တာရာဦးဟီမီနက်ကပရီးမီးယားလိမှာသာခြေကြရင်ကြာနေမယ်ပရီးမီးယားလိမှာသာဒင်းနေရုံးငယ်နေရမယ်နိုင်ငံသေးမှာတော့တော်တယ်သူအဆင်ပြေတယ်မက္ကဆီကိုမှာဒီသူဒီ player ကောင်းလေးတွေရှိတယ်အဲ့တော့အင်ရှင်နောက်နှစ်ပွဲမှာကိုရီးယားချက်နဲ့ကစားမှာဖြစ်တဲ့အတွက်ကြောင့်3သင်းတက်မဲ့အုပ်စုဆိုတော်ညလဲကိုကကြမကိုဖန်တီးနိုင်တဲ့အနေအထားနဲ့အနည်းဆုံး3မှတ်တော့ရအောင်ယူသင့်တယ်အဲ့ဒါမှမဟုတ်ရင်လည်းမကစားနေတော့မက္ကဆီကိုဒီလိုပဲပြောရမှာပဲတောင်အာဖရိကချက်တောင်ကိုရီးယားမက္ကဆီကိုဆိုတဲ့၄သင်းအုပ်စုမှာမက္ကဆီကိုဒီကိုကလည်းအင်ရှင်ဖြစ်နေပါလိမ့်နဲ့ကိုရီးယားလိုချက်လိုအသင်းကောင်းနေလည်းမကစားဘဲနဲ့တောင်အာဖရိကလိုအသင်းနဲ့အဖွင့်ကစားရတာမှာမနိုင်ဘူး3မှတ်မရဘူးဆိုရင်တော့အုပ်စုကနေလှည့်ပြန်တာအကောင်းဆုံးပါပဲအင်ရှင်ဆိုတဲ့အားနဲ့ဒါဟိုကဘာဘလောက်ဝင်အော်တိုရတာတော့ပါပဲအားနာစရာကောင်းနေပါပြီအဲ့တော့မက္ကဆီကိုဒီညမှာအနည်းဆုံးတကုန်းနဲ့နိုင်လိမ့်မယ်ကျွန်တော်တို့ပြား30ရင်းပြီးကြည့်ရလိမ့်မယ်ဟာဟင်တောက်ကျွတ်နဲ့ကျွန်တော်တို့ပြား30ရှုံပြီးကြံခဲ့လိမ့်မယ်အပြည့်နိုင်လိမ့်မယ်ဒါပေမဲ့နိုင်ကုန်နိုင်သွားမယ်အသင်းဒီမက္ကဆီကိုလို့ပဲကျွန်တော်ယူဆပါတယ်အဲ့တော့ကျွန်တော်ဒီပထမတပွဲအနေနဲ့မက္ကဆီကိုဘော်ဒီကိုကျွန်တော်ရွေးချယ်ပေးခဲ့ကြပါတယ်ဒါကညတနာရီခွဲပွဲပါတနာရီခွဲကစားပြီးခဏအိတ်လိုက်ပါ4နာရီကနေ9နာရီလောက်ထိအိတ်လိုက်ပါပြန်ထပါ8နာရီခွဲမှာကိုရီးယားနဲ့ချက်နဲ့ကစားပါလိမ့်မယ်ကိုဆရာတို့မထတယ်ကျွန်တော်တို့ထပါလိမ့်မယ်ကျွန်တော်တို့ဒီ professional tester တယောက်ဖြစ်တဲ့အတွက်ကြောင့်ကိုဆရာတို့အိတ်နေချိန်မှာကျွန်တော်တို့တွေကဒီပွဲတွေကြည့်ရပါလိမ့်မယ်ဘာဖြစ်လို့လဲပွဲတွေကြည့်မှာကျွန်တော်ကကိုဆရာတို့ကိုပွဲတွေမှန်အောင်ရွေးပြနိုင်မှာဒီအသင်းတွေရဲ့ခြေတွေကိုသိနိုင်မှာအဲ့တော့ကျွန်တော်တို့ဒီအနည်းဆုံး first round ကိုတော့ကြည့်မှာကိုဖြစ်မှာကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ဒီကိုဆရာတို့အတွက်ပို့ပြီးအေးပြက်ခံပေးပါမယ်ပို့ပြီးခေါင်းစားခံပေးပါမယ်အဲ့အတွက်ကြောင့်လေကျွန်တော်တို့ဒီလမ်းကိုရှောက်နေတာပဲဖြစ်ပါတယ်ကိုဆရာတို့ကိုနိုင်အောင်ကျွန်တော်တို့ကဗတ်ပေါင်းစုံကနေစူးစမ်းအထောက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကိုဆရာတို့အိတ်ပါအိုက်ပွဲကိုကျွန်တော်ထားကြည့်ပေးပါမယ်ချက်နဲ့ကိုရီးယားနဲ့လက်ရှိမှာညနေကတဈေးဗျညနေကကိုရီးယားဒီချက်ကိုဈေးမပေးရဘူး3ပြားလေးပေးထားတာ5ပြားပဲပေးထားတာအခုပြား20တက်ပေးလိုက်တယ်ဆိုတာဒီဒါဒီချက်တွေဝယ်လိုအားများလာတယ်လို့ကျွန်တော်ယူဆတယ်ချက်တွေကိုလူတွေကြိုက်လာလို့ဥမာဗျာဥမာဒီချိန်လောက်တော့လူတွေကစပြီးတော့
ဒါလောင်းကြပြီပေါ့နော်သူတို့ရဲ့ပတ်စံတွေထည့်ကြပြီဥပမာမက္ဆီကိုပွဲအရင်ကစားကြလိမ့်မယ်လူတွေကဆော့ကြတယ်ဒီချိန်နဲ့ကနေလဲလောင်းချက်နဲ့မက္ဆီကိုပွဲဒီဥပမာအာရှဘက်ကလူတွေဆိုရင်မနဲ့အစိုးရဖြစ်တဲ့အတွက်ကြောင့်ကြိုလောင်းတဲ့သူတွေရှိနေတယ်အဲ့မှာကျွန်တော်အမြင်ကတော့သုံးပြားကနေကိုရီးယားကပြား20ဖြစ်သွားခြင်းအကြောင်းရင်းဒီချက်ကိုလူတွေဝယ်လိုအားများလာလို့ဒမန်းများလာလို့ကျွန်တော်ယူဆတယ်ချက်ဘက်ကိုအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဟုတ်တယ်ကိုရီးယားဒီကမ္ဘာ့အဆင့်25ချက်ဒီကမ္ဘာ့အဆင့်41ကိုရီးယားဒီကမ္ဘာ့အဆင့်အများကြီးတာလီပါလျှက်နဲ့ဒဲဈေးပဲပေးရတယ်ဆိုတာဒီအဓိပ္ပာယ်မရှိဘူးအနည်းဆုံး10ပြားပေးဖို့ပေးရလိမ့်မယ်ဒီလိုတဲဈေးမှာဈေးမပေးရဘူးဆိုတာဒီကျွန်တော်မကြိုက်ဘူးကိုရီးယားဒီချက်ကိုနိုင်မှုခက်တယ်လို့ကျွန်တော်ယူဆတယ်အဲ့ဒါပြင်ကိုရီးယားတိုက်စစ်ကိုကျွန်တော်မကြိုက်ဘူးဘာလို့လဲဆွန်ဟောင်းမင်းဆိုတာကြားလို့ဗျမေဂျာလိပါပဲကစားနေတော့စိတ်မဆိုးနဲ့ဆွန်ဟောင်းမင်းဖန်ကြားလို့ဗျဆွန်ဟောင်းမင်းဆိုတာလီကန်ဆိုတာက PSG မှာတော့နေရာရတာမဟုတ်ဘာလို့နေရာရတော့ဒီကောင်လေးကသူ့အတွက်ပဲသူဆော့တတ်တဲ့ player မျိုးသိလားကျွန်တော်ပြောချင်တာမြင်လားအပင်းကိုဂယူးမဆိုင်ဘူး तू ပေါ်ဖို့ပဲ तू တကူတော့အစွမ်းပြားဖို့ပဲဆော့တတ်တဲ့ player မျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီလီဂန်ကိုမကြိုက်အဲ့တော့နောက်တစ်ကောင်ဟွမ်အင်းချမ်းဆိုတာဒီကျွန်တော်ဘယ်တော့မှအရေးသွေးပြည့်မီလို့မခံစားခဲ့ရတဲ့ကစားသမားဟွမ်အင်းချမ်းကိုလည်းကျွန်တော်မကြိုက်အခုဟွမ်အင်းချမ်းမသုံးဘဲနဲ့ main ကဆရာသမားကိုသုံးလာခဲ့တယ်ဆိုရင်တော့မှကျွန်တော်မကြိုက်ဘူးဘာဖြစ်လို့လဲဂိုးပေါင်းစည်းဒီအရန်နဲလုံးဝကြီးနေတယ်ဒါဒီတမင်တကကျွန်တော်တို့ကိုဂိုးအောင်မြားတာမဟုတ်ဘဲနဲ့ဂိုးတွေမရနိုင်လို့ကျွန်တော်ယူဆလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ချက်တီလည်းခြေစမ်းပွဲတွေမှာဂိုးတွေရတယ်လို့ကိုရီးယားတီလည်းခြေစမ်းပွဲမှာဂိုးတွေရလာတယ်ဒါပေမဲ့ဒီလိုနှစ်သင်းတွေ့တဲ့အခါမှာဂိုးပေါင်းစည်းယွန့်နေတော်တော်လေးကိုယွန့်နေလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ဟာယောမက်ဆီကိုပွဲတော်မှာပဲတလုံး30ရှုံးပေါက်တာတော့ဂိုးပေါင်းသေး2မိုင်းနဲ့90ပဲပြီးတယ်လေဒီမှာ11ရှုံးပွဲက2မိုင်းနဲ့30မပြင်းဘူးလားမပြင်းဘူးဗျဘာဖြစ်လို့လဲဆိုတော့မက္ဆီကိုတောင်အာဖရိကပွဲမှာကကျွန်တော်တို့တွေကမက္ဆီကိုတစ်ဖက်တည်းဂိုးသွင်းအားကိုပဲမျှော်ရမှာတောင်အာဖရိကဂိုးရဖို့မလွယ်ဘူးဗျအဲ့လိုပဲယူဆတယ်အဲ့တော့အဲ့ဒါကြောင့်တစ်ဖက်တည်းဈေးကိုဖွင့်မိထားတာမက္ဆီကို3လုံးမဖြစ်နိုင်တဲ့ဈေးမျိုးကိုဖွင့်မိထားတာဒွမ်းစီ2စီပဲအဲ့ပွဲဒီကျွန်တော်အမြင်ကိုရီးယားချက်ပွဲမှာကျတော့နှစ်ဖက်လုံးစီတစ်ဖက်ကိုတစ်ဖက်ဂိုးသွင်းနိုင်ကြီးရှိတယ်လေကျွန်တော်ပြောချင်တာမြင်လားမသိချက်ကလည်းဂိုးရနိုင်ရရှိတယ်ပက်ထရစ်ရှက်တို့အုပ်စုနဲ့စာနီတို့အုပ်စုနဲ့ကိုရီးယားတီလည်းစွာမင်းတို့ဒီဂိုးရနိုင်ရရှိရတယ်အဲ့လိုမျိုးနှစ်ဖက်လုံးဂိုးရနိုင်ကြီးမြင့်နေတာတောင်မှပဲဂိုးပေါင်းကြီးယော့နေတာကိုကျွန်တော်ကမကြိုက်တာအဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီညမှာပထမဆုံးပွဲအနေနဲ့ကျွန်တော်မက္ဆီကိုဘော်ဒီကိုကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ဒုတိယတစ်ပွဲချက်နဲ့ကိုရီးယားပွဲမှာဒါကျွန်တော်ဒီဂိုးပေါင်းအောက်ကိုထပ်ပြီးတော့ရွေးချယ်ပေးခဲ့ခြင်းနဲ့အဲ့တော့ဒီညနှစ်ကြောင်းမှာကျွန်တော်မမ3ခွက်ထွက်ပါတယ်3ခွက်ထဲမှာကိုဆရာတို့နှစ်ကြောင်းကျွန်တော်မျှဝေပေးခဲ့ပါတယ်မက္ဆီကိုဘော်ဒီနဲ့ကိုရီးယားနဲ့ချက်နဲ့ပွဲကိုကျွန်တော်ဂိုးပေါင်းအောက်ပါခင်ဗျာအဲ့တော့နိုင်ကြပါစေကိုဆရာတို့မနေ့ကျရင်ကျွန်တော်တို့နိုင်နေဆွဲတယ်မဲ့ကြားကြပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကိုဆရာတို့ကိုကြည့်ရှုပေးတဲ့ညီတွေကတော့ကျေးဇူးအများကြီးတင်ပါတယ်ဒါကျွန်တော်ရဲ့ TikTok account အသေးလေးမှာလည်းတင်မှာဖြစ်သလိုကျွန်တော် page မှာလည်းတင်ပါမယ်ကျွန်တော် YouTube မှာလည်းတင်ပါမယ်ခင်ဗျာ platform 3ခုကနေကျွန်တော်ဒီဗီဒီယိုလေးကိုတင်သွားပါမယ်ခင်ဗျာအဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအဲ့တော့ကိုဆရာတို့အနေနဲ့ဒီမန်မာဝင်ကျင်နေဆိုရင်တော့ဒီကဘာပလားအစအဆုံးကို3000နဲ့မန်မာဝင်လို့ရပါမယ်တရက်တည်းမဟုတ်ဘူးတစ်ပတ်တည်းမဟုတ်ဘူးကဘာပလားကစားမှစီ30နဲ့3ရက်ကစားမှာ33ရက်မှာပွဲပေါင်း103ပွဲရှိတယ်အဲ့103ပွဲအတွက်ကိုကျွန်တော်တို့ကအစအဆုံးအပြီး final အထိကိုမှဖွင့်ပွဲကနေ final တိကိုမှ3000ပဲယူပါမယ်တကယ်နဲ့အဲ့33ရက်ကို3000နဲ့စားလိုက်မယ်ဆိုရင်3000ကို33နဲ့စားလိုက်မယ်တရက်ကို900နဲ့9ချက်ပဲကြပါလိမ့်မယ်အဲ့တော့တရက်ကို1000တောင်မပြည့်တဲ့ဈေးနဲ့ကျွန်တော်ကကိုရှာတို့ကိုကဘာဖလားတောက်ရှော့မှာဘောလုံးပွဲနိုင်အောင်ကျွန်တော်ကစူးစမ်းပေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒါအပြင်နောက်ထပ်ကိုရှာတို့အတွက်ဆောင်ရွက်မိုက်တဲ့နောက်တစ်ခုရှိသေးတယ်ဘာလဲဆိုတော့ကျွန်တော် daily record တွေတင်သွားမှာဖြစ်ပြီးတော့ကိုရှာတို့အနေနဲ့ကဘာဖလားချုပ်လိုက်လို့အပေါင်းမပြခဲ့ဘူးဆိုရင်ခုနကမန်မာကြီး3000ကိုကျွန်တော်ကပြန်အမ်းပေးသွားဦးမှာပဲဖြစ်ပါတယ်ခင်ဗျာကိုရှာတို့နိုင်မှာကျွန်တော်ကပတ်စံယူမှာပဲဖြစ်ပါတယ်အဲ့တော့မမစီစဉ်ကိုစိတ်ဝင်စားတယ်ကိုရှောင်းအနေနဲ့မမဝင်ကျင်တဲ့ဆိုရင်တော့ Viber နံပါတ်09 88662958နဲ့ Telegram နံပါတ်09 88662958ဆိုတဲ့နှစ်နေရာမှာကိုရှာတို့အနေနဲ့ဒါကဘာပလာအစဆုံးကို3000နဲ့မမဝင်နေပါပြီကျွန်တော် Viber နံပါတ်နဲ့ Telegram နံပါတ်လေးကိုနောက်တစ်ခေါက်ထပ်ပြီးပြပါမယ် Viber နံပါတ်09 88662958နဲ့ Telegram နံပါတ်09 88662958ဆိုတဲ့နှစ်နေရာမှာကိုရှာတို့အနေနဲ့မမဝင်နေပါပြီခင်ဗျာကဘာပလာအစဆုံးကို3000ပဲကြပါမယ်ပိုင်ပွဲပြီးလို့ record ချုပ်လိုက်လို့အပေါင်းမပြဘူးဆိုရင်ကျွန်တော်ကအဲ့3000ကိုပြန်အမ်းပေးသွားအောင်မှာပဲဖြစ်ပါတယ်ခင်ဗျာကျေးဇူးမိုက်တင်ပါတယ်ကျွန်တော်တို့နောက်နေ့မှာပြန်ဆုံပါမယ်အားမွေးထားကြပါကဘာဖလားသည်ရေလိုပြိုင်ပွဲဖြစ်ပေမဲ့တောက်လျှောက်ကစားမယ်ပွဲပါခန်းစားချက်တွေကိုရှော့ပြီးတော့ဘယ်အသင်းမှာဘယ်သူပါလို့ဆိုတာမျိုးတွေကိုအဲ့ဒါတွေကိုမေ့ပြီးတော့ရာသီဥတုအခြေအနေနံပါတ်1ရာသီဥတုအခြေအနေနံပါတ်2အောက်အသင်းတွေရဲ့ခံကန်နိုင်စွမ်းအားတွေကိုကိုဆရာတို့အနေနဲ့ဒါချင်းချိန်ပြီးတော့ကစားပါလို့ကျွန်တော်ကစေတနာနဲ့တတိပေးလိုက်ပါတယ်ကျေးဇူးများတင်ပါတယ်ကိုဆရာအနေနဲ့စဉ်းစားကြည့်နေအေးပြက်တွေမခံနိုင်ဘူးဆိုတော့ကျွန်တော်တို့လိုကျွမ်းကျင်သူတွေစီမှာဒီကိစ္စတွေကိုပုံအပ်ထားလို့ရပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်ကျွန်တော်တို့နောက်ရက်မှာပြန်ဆောင်ကြပါပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်နာမည်11ပဲဖြစ်ပါတယ်